တင်ဆက်ပေးကြပါမယ်။ဒါကြောင့်ပြည်သူတို့က VPN လေးခံပြီးတော့မှဆလလေးရဲ့အစိုးရကိုကြည့်ရှုအားပေးကြပါအောင်ရှင်။ Hi ကျွန်မကတော့ Kate ဖြစ်ပါတယ်။အင်္ဂလန်မှာရှိတဲ့ Preston City မှာကျွန်မနေထိုင်ပါတယ်။ Psychology နဲ့ပတ်သက်တဲ့စာအုပ်တွေကိုကျွန်မကအရင်ကြိုက်ပါတယ်။စာအုပ်ထဲမှာရေးထားတဲ့အကြောင်းအရာတွေအားလုံးကိုကျွန်မမှတ်သားပြီးတော့လေ့လာခဲ့ပါတယ်။ဒီလိုစာအုပ်ဖတ်တာနဲ့ကျွန်မတို့လုံလောက်မနေပါဘူး။လက်တွေ့ကျတဲ့အရာတွေလည်းကျွန်မမှလိုအပ်နေပါတယ်။အဲဒါကြောင့် Psycho Killer လို့ခေါ်တဲ့ကျွန်မအကောင့်တွေအများကြီးဖွင့်ပြီးတော့လူတွေကိုကုသပေးတဲ့နည်းလမ်းတစ်ခုကိုလုပ်ခဲ့ပါတယ်။ကျောင်းမှာရှိတဲ့ကျောင်းသားတွေအားလုံးစီကနေပြီးတော့ဖွင့်ဟောဝင်ခတ်ချက်တွေကိုကျွန်မနားထောင်ပေးတယ်။သူတို့ကိုကောင်းမွန်တဲ့ဥတီချက်တွေနဲ့အကြံဉာဏ်တွေကိုပေးပြီးတော့သူတို့အတွက်စိတ်သက်သာရစေပါတယ်။လူတွေကလည်းကျွန်မကိုယုံကြည်လာကြတော့သူတို့ရဲ့လျှို့ဝှက်ချက်တွေကိုပြပြပြီးတော့သူတို့ရဲ့အခက်အခဲတွေကိုကျွန်မစီကိုဖွင့်ဟလာပါတယ်။ကျွန်မကြောင့်လည်းပဲသစိမ်းသူတွေနဲ့စကားပြောရတာပို့ပြီးတော့အဆင်ပြေလာတဲ့သူတွေလည်းရှိသွားတယ်။ကျွန်မလည်းဒီလိုမျိုးသူတို့အတွက်လုပ်ပေးရတဲ့အတွက်ကိုယ့်ကိုယ်ကိုညှိမိပါတယ်။တကယ်ကြတော့မိန်းကလေးတငယ်ချင်းတယောက်စီကနေပြီးတော့ကျွန်မစာလေးတစ်စောင်ကိုရရှိခဲ့ပါတယ်။ညီပါအောင်အဲ့ဒါကအရီယာနာမဟုတ်လား။သူကကျွန်မရဲ့အချစ်ဆုံးတငယ်ချင်းပါ။ကျွန်မလည်းသူ့စာကိုဝင်ဖက်ကြည့်လိုက်တာပေါ့။မင်္ဂလာပါ။ဗာမြောက်ကိုညှိပေးရမလဲ။ကျွန်မထင်တော့ကျွန်မကောင်းလေးတယောက်ကိုချစ်မိနေပြီထင်တယ်။သူသဘောကျလာအောင်လို့ကျွန်မဘယ်လိုလုပ်ရမလဲ။ကျွန်မရဲ့တငယ်ချင်းကအခုတော့ကောင်းလေးတယောက်ကိုသဘောကျမိနေတာပေါ့။ကျွန်မကိုကြတော့အဲ့ဒီအကြောင်းဘာဖြစ်လို့တစ်ခါမှမပြောပြတော့လဲ။မစိုးရိမ်ပါနဲ့ကောင်းမလေးရဲ့ငါနဲ့ကိုကူညီပေးနိုင်ပါတယ်။အရီယာနာသဘောကျတဲ့ကောင်းလေးကတောက်ပတဲ့အပြုံးနေရှိပြီးတော့အရန်ချောမော်ရလို့ပြောပါတယ်။သူကဖော်ရတဲ့အပြင်ရှင်နေတဲ့တငယ်ချင်းတွေလည်းရှိပါတယ်တဲ့။ဒါပေမဲ့အဲ့ဒီကောင်းလေးကအရီယာနာရဲ့ဖြစ်တည်မှုကိုတော့မှသိတော့မသိပါဘူး။ကျွန်မလည်းပြုံးပြီးတော့သူ့ရဲ့ဇလန်းလေးကိုနားထောင်ပေးနေတာပေါ့။ကျမတို့ကရှင်နေတဲ့တငယ်ချင်းတွေဆိုပေမဲ့အရီယာနာကကျမကိုကြတော့ဒါမျိုးတစ်ခါမှပြောခဲ့ဘူးပါဘူး။သူသဘောကျနေတဲ့ကောင်းလေးကိုရှာဖို့အတွက်ကျမလည်းသူ့အတွက်တိုက်ခတ်ပေးမယ်ဆိုဆုံးဖြတ်ထားလိုက်ပါတယ်။ကောင်းပြီလေ။အင်းဦးဆုံးနီလန်ကသူ့တငယ်ချင်းတွေနဲ့ရှင်နေတာကိုလောရမယ်။ဒါပေါ့သူ့တငယ်ချင်းတွေနဲ့ရှင်နေသွားပြီဆိုလို့ရှိရင်တော့သူ့နောက်ကိုကတ်နိုင်ဖို့အတွက်အခွင့်အရေးကရှာပြီလေ။အရီယာနာကကျမကိုကျေးဇူးတင်သားပြီးတော့နောက်ထပ်အခြေအနေတွေကိုလာပြပြ